ဗုဒ္ဓဘာသာဝင်တို့သည်ဘုရားဖြစ်သောနေရုနိမြတ်ကိုအာယုံပြု၍ကဆုံလပြည့်နေ့ရောက်တိုင်းပရိဘောဂစေတီထိုက်သောဘောဓိပင်ကိုရေသွန်းလောင်းပူဇော်ကြပါသည်ဘောဓိပင်သည်တပင်ညုတဉာဏ်တော်ကိုရ၍ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်းဖာပတ်တော်9ပါးတွင်စည်ရင်းဝင်ခြင်းတို့ကြောင့်ထူးခြားသောတစ်ပင်တစ်မျိုးလည်းဖြစ်ပါသည်ထိုကဲ့သို့မြတ်စွာဘုရားနှင့်ဓာတ်ရိုက်ဆက်ဆက်၍ဘောဓိပင်၌ရေသွန်းလောင်းခြင်းအစဉ်လာကိုခေတ်ဆက်ဆက်ပြုလုပ်လာခဲ့ကြပါသည်မြမရိုးရာစနေရာဒီပွဲတော်များအနက်ကဆုံလ၌ညောင်ရည်သွန်းပွဲတော်ကိုရိုးရာပွဲတော်ဖြစ်လေအစဉ်လာသတ်မှတ်ခဲ့ကြပါသည်အာသနာဘောရိယမထေရလောင်းလျာသည်တိတ်တဘုရားရှင်၏ဘောဓိပင်ကိုစိုက်ပျိုးပူဇော်သောကုသိုလ်ကြောင့်နတ်ပြည်၌နတ်ဖြစ်ရခြင်းစัจ जा မင်းဖြစ်ရခြင်းအပေလေးပါးမှလွတ်ကင်းရခြင်း